ဘန်ဒိုပညာကိုကျုံအနေနဲ့18နှစ်ခရေကနေသင်ယူခဲ့တာအခုဆိုရင်40နှစ်ထဲမှာရောက်လာပြီဒါပေမဲ့မနေ့ကမှတစ်ချက်သတိထားမိတာရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဘန်ဒိုပညာကကိုယ်နှဝင်းကြည့်တယ်ဆိုတာပါပဲခင်ဗျားတို့ကျုပ်တို့ဘန်ဒိုပညာကိုစပြီးသင်ယူတော့မယ်ဆိုရင် breathing exercise ဆိုတဲ့အသက်ရှူလေ့ကျင့်ခန်းနေစတယ်ဘန်ဒိုမှန်ရင်ဓမြောင်မကြောက်ရှောင်းကာရိမ့်လို့ချုပ်ဖမ်းကင်ပေါက်ဆိုတဲ့လုံးဝဓမြောင်မကြောက်အောင်ခြေရွှေနီးကိုမျိုးနဲ့စတင်ပြီးတော့မှလေ့ကျင့်ကြရတယ်အဝါအဆင့်မှာဓမြောင်သင်ယူရတယ်အစိမ်းအဆင့်မှာတရှိသင်ယူရတယ်အနီအဆင့်မှာအစစ်ချိုးတဲ့သင်ခန်းစာတွေဖြစ်တယ်အဲ့တော့ခြေရွှေနီးကိုမျိုးကနေစလိုက်တာဓမြောင်မကြောက်တဲ့အထိအောင် speed test ဆိုတဲ့ level တိုင်းမှာအရှိန်နှုန်းနဲ့ဖြည့်ဆို့ရတဲ့ဆံမွဲတွေကိုဖြည့်ဆို့အောင်မြင်ဖို့လိုတယ်ဗျဘန်ဒိုပညာမှာ60တီရှိတယ်အဝါအစိမ်းအနီအညိုအပြအနက်ပန်းအနက်ခရမ်းအနက်ဖြူဆိုပြီးတော့မှ60ရှိတယ်ဘန်ဒိုပညာမှာအနက်အဆင့်ထိပြီးသွားပြီဆိုတာနဲ့ဓမြောင်6ချက်ထိုးနည်းတွေစတင်ပြီးတော့သင်ယူရတယ်အဲ့ဒီဓမြောင်6ချက်ထိုးနည်းကိုတံပြန်တိုက်ခိုက်တဲ့နည်းတွေသင်ယူရတယ်အဲ့ဒီအဆင့်တွေကိုဘာခေါ်လဲဆိုရင်အနက်ပန်းအနက်ခရမ်းအနက်ဖြူအဲ့ဒီအဆင့်မှာ speed test ကတော့1 minute စီရှိပါတယ်အဲ့ဒီ10 minute အတွင်းမှာအောင်ဖြေရတာဖြစ်တယ်ဗျအဲ့တော့ဒီ60လုံးကိုဖြည့်ဆိုအောင်မြင်ခဲ့ပြီဆိုရင်တော့Bando advanced level lock-in system ကိုတွားရပါတယ်အဲ့တော့ Bando advanced level lock-in system မှာဘာတွေလဲဆိုရင်တော့အပိုက်ကြီး1 2 3ဆိုပြီးတော့အပိုက်ကြီး1 2 3ရှိတယ်အပိုက်ကြီး1မှာသင်ခန်းစာပေါင်း6ခန်းရှိတယ်အပိုက်ကြီး2မှာလည်းသင်ခန်းစာပေါင်း6ခန်းရှိတယ်အပိုက်ကြီး3မှာလည်းသင်ခန်းစာပေါင်း6ခန်းရှိတယ်အဲ့တော့စုစုပေါင်းပေါင်းချင်းက45ခန်းပေါင်းလိုက်ရင်6ပဲပြန်ရတယ်အဲ့တော့အဲ့ဒီအဆင့်တိုင်းရဲ့ level တိုင်းမှာကျုပ်မြင်တဲ့အချက်လေးတွေနဲ့ထိန်းချုပ်နည်းတွေကိုပြန်ပေါင်းဆက်ပြီးတော့လက်တီထိုးဓမြောင်ဒုတ်ရှိတရှိကောက်ဝဲနည်းတံပြန်တိုက်ခိုက်နည်းဆိုပြီးတော့မှနောက်ထပ်6မျိုးစီထည့်ခဲ့တယ်45 3လီ135ပေါင်းချင်းက6ပြန်ရတယ်ဗျ။ဒါမလို့ဒီ6ချက်တွေနဲ့ပြီးပြည့်စုံနေတဲ့ဂမ်ဘီယာဆန်နဲ့ဘန်ဒိုပညာရပ်ကြီးကိုအခြေခံကနေဆရာအဆင့်တွေသင်ယူခြင်းနဲ့ဆိုရင်ကဘာရဲရမှာရှိတဲ့ညီငယ်နှမငယ်တွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့နေဝေးရညီငယ်နှမငယ်တွေအတွက်ရည်ရွယ်ပြီးတော့ဖန်တီးထားတဲ့ Bando Master Trainer Course online ကနေသင်ယူလို့ရတဲ့စနစ်ကို29ရက်နေ့မှာစအောင်မယ်။ကျေးဇူးတင်ပါတယ်